Okay ဆိုတော့ကျွန်တော်ဒီထဲမှာတော့ကျွန်တော်တို့နောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ဒီပုံတွေဘယ်လိုထည့်လဲပေါ့နော်ဒီ shapes တွေကိုကျွန်တော်တို့ပုံတွေဘယ်လိုထည့်လဲဆိုတော့ပြောပြမှာဖြစ်ပါတယ်ကျွန်တော် section လေးတစ်ခုထပ်ပြီးတော့ယူလိုက်ပါမယ်နော် section လေးကိုယူလိုက်မယ်ယူပြီးတော့ကျွန်တော်တို့ဒီမှာတော့ကျွန်တော်တို့ image ပေါ့နော်ပုံတွေဘယ်လိုထည့်လဲပေါ့နော် Okay ဆိုတော့ကျွန်တော်ဒီအပေါ်က shape လေးကိုကျွန်တော်တစ်ချက်ပြန်ပြီးတော့ဒီတဲမှာရှိသမျှအရာအားလုံးတစ်ချက် copy ပွားလိုက်ပါမယ်နော်ဆိုတော့ control C ပြီးတော့ဒီထဲကိုလာပြီး control V နဲ့ copy ပွားချလိုက်ပါပေါ့နော် Okay ဆိုတော့ကျွန်တော်တို့ဒီမှာဒီထဲကိုကျွန်တော်ပုံနေလိုက်ထည့်မှာပေါ့နော်ဒီရှိသမျှတွေကိုအကုန်လုံးနဲ့တော့မဟုတ်ပါဘူးကျွန်တော်တက်နိုင်သမျှထည့်ပြမှာပေါ့နော်ပုံနေထည့်ပုံထည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာခုနကကျွန်တော် shape 2ထဲမှာရှိတဲ့ဒီ image ပေါ့နော်ဒီမှာ shortcut လည်းပြပါတယ် control ရ shift ရ k ရနှိပ်ပြီးတော့ကျွန်တော်တို့ဒီပုံနေထည့်လို့ရအောင်နော်ဆိုတော့ okay ပုံနေထည့်မယ်ဆိုရင်ထည့်လို့ရတဲ့နည်းလမ်းတွေကအများကြီးရှိတယ်ကျွန်တော်တို့ဒီမှာ online ကနေပြီးတော့ကျွန်တော်တို့ဒီ online မှာတွေ့တဲ့ပုံတွေကို link ယူပြီးတော့လည်းထည့်လို့ရတယ်ကျွန်တော်တို့ရဲ့ကွန်ပျူတာတွေကပုံတွေကိုကျွန်တော်တို့ထည့်လို့လည်းရအောင်နော် okay ဆိုတော့ကျွန်တော်တို့ကွန်ပျူတာတွေကပုံတွေအရင်ထည့်ပြပါမယ်ကျွန်တော်ရဲ့ set ထဲကနေပြီးတော့ကျွန်တော်နော်ယူလိုက်မယ်ဥပမာထားပါတော့ကျွန်တော်ဒီမှာ Java ပုံတစ်ပုံထည့်မယ်ပေါ့နော် C# ပုံထည့်လိုက်မယ်နော် C# ပုံထည့်မယ်ဆိုကျွန်တော်C# ပုံတွေကိုကျွန်တော်ဒီမှာထည့်လိုက်မယ်နော်okay ဒီကအရန်လွယ်တယ်ကိုထည့်ခြင်းတဲ့ပုံကိုသူ့ရဲ့အလုပ်လုပ်ပုံဘယ်လိုလဲဆိုတော့သူကကြာဆဆချင်းမှာသူရွေးစရာမလိုကျွန်တော်ပါပုံထည့်မှာလဲပေါ့နော်ထည့်ခြင်းတဲ့ပုံအရင်ဆုံးဒါဒီမှာသူရွေးလိုက်ပါထည့်ခြင်းတာလဲပေါ့နော်ရွေးလိုက်ပြီး open နှိပ်ပြီးတော့မှကိုကဘယ်ထဲထည့်ခြင်းတာလဲပေါ့နော်ကိုထည့်ခြင်းတဲ့နေရာကို click ဒီမှာ select မှတ်ပြီးတော့ရွေးလိုက်ပေါ့နော်ရွေးပြီးတော့ထည့်လိုက်ပါနော်ဆိုတော့ဒီလိုကြီးထွက်လာပေါ့နော် okay ဆိုတော့ကျွန်တော်တိတ်တော့မကြိုက်ဘူးဆိုတော့ပြန်ရွေးလိုက်ပါနော်ဒီကောင်လေးရွေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီလိုထည့်လိုက်ပါနော်Okay ဆိုတော့ဒီလိုနည်းနဲ့ကျွန်တော်ထည့်လို့ရတယ်နော်ဒီလိုမျိုးထည့်လို့ရတယ်ဆိုတော့နောက်ထပ်တစ်ခုကကြောက်ကျွန်တော်ဘယ်လိုထည့်လို့ရတယ်လဲဆိုတော့ကျွန်တော်ဒီပုံကိုရွေးပေါ့နော်ခုနကကြောက်ကျွန်တော်တို့ကပုံကိုအရင်ရွေးလိုက်တယ်ရွေးပြီးတော့ထည့်တာတော့မှနည်းနည်းတိုင်ပတ်နေသေးတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကြောက်ကျွန်တော်ဗာလဲဆိုတော့ဒီပုံကိုသေချာရွေးထားပေါ့ရွေးပြီးတော့မှကျွန်တော်တို့ဒီညာဘက်ချမ်းမှာအဲ့ဒီပုံနဲ့ပတ်သက်တဲ့ဒီမှာ face ဆိုတာရှိတယ်နော်အဲ့ face ရဲ့ဒီမှာအရာပုံမှန်ဆိုတော့ကျွန်တော်အယောင်ဖြစ်တဲ့နေရာရှိတယ်အဲ့ဒီအယောင်မှာမှကျွန်တော်ဒီအပေါ်လေးမှာကျွန်တော်ဒီမှာဒီ option ရှိရပါတော့ရွေးချယ်စရာတွေရှိတယ်အဲ့ထဲမှာကျွန်တော်တို့ဗာလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာအယောင်ကိုကျွန်တော်တို့ gradient ဖြစ်ရရှိတယ်ကျွန်တော်တို့ဒီ dots တွေထည့်ရရှိရပါတော့ဆိုတော့ကျွန်တော်ဒီမှာဒီ shape တွေထည့်အဝါရေးပေါ့နော်voice တွေထည့်ရရှိရပါတော့နောက်တစ်ခါကျတော့ဒီမှာပုံထည့်ရရှိတယ်ဒီအားရပို့လွယ်တယ်ကျွန်တော်ဒီမှာ upload from computer ဆိုပြီးကျွန်တော်တို့ဒါရွေးလိုက်လို့ရတယ်ဒါဒီ AI နဲ့ကျွန်တော်တို့ make an image လည်းလုပ်လို့ရတယ်upload from computer ရွေးလိုက်ပါနော်ရွေးပြီးတော့ကျွန်တော်ခုနကဒီမှာ Apple logo လေးကိုကျွန်တော်ရွေးပြီးတော့ထည့်လိုက်ပါနော် okay ဆိုတော့ဒီအားရပို့ပြီးတော့ကျွန်တော်တို့ဒါပို့လွယ်ရပေါ့နော်ဆိုတော့ဒီ Apple logo လေးထည့်လိုက်တယ်ပေါ့နော်ဆိုတော့ဒီကောင်ကကျတော့ဘာဖြစ်လဲဆိုတော့နည်းနည်းလေးပို့ပြီးတော့ကျွန်တော်ရွေးထားတဲ့ဟာကိုတန်းပြီးတော့ရရပါတော့ဆိုတော့ okay အဲ့ဆိုရင်ကျွန်တော်ဒီမှာအဝိုင်းတစ်ဝိုင်းဆွဲလိုက်နော်ဒီနားမှာ sorry ဒီနားမှာအဝိုင်းတစ်ဝိုင်းဆွဲလိုက်နော်ဆွဲပြီးတော့ဒီရောက်ကျွန်တော်ဘာလုပ်မလဲဆိုတော့ခုနပုံလေးထည့်ပါနော်တခါလေကျရင်ကျွန်တော်ပုံထည့်တဲ့အခါမှာပြဿနာလေးရှိရပါတော့ပုံကကြီးနေရတယ်ပုံကသေးနေရတယ်အဲ့လိုပြဿနာလေးဖြစ်တတ်တယ်ဆိုတော့ကျွန်တော်ဒီမှာဒီ Android ပုံထည့်လိုက်ပါနော်โอเคနော်ဆိုတော့ဒီမှာပုံထည့်လိုက်တယ်ပုံထည့်လိုက်ပြီးတော့ကျွန်တော်ဒီမှာဥပမာဒီလိုပုံစံမျိုးပေါ့အနေနဲ့ကိုယ့်ရဲ့ပုံကအဲ့လိုမမြင်ရတာဒီမှာဆိုကျွန်တော်ရဲ့ပုံကဒီမှာနေရွက်နှစ်ဖက်ပါတယ်မှာဆိုနေရွက်ကပျောက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးနေရွက်ကိုအပြည့်မြင်ခြင်းနဲ့နော်ဒီပုံကိုတေးသေးချာချာအကုန်မြင်ခြင်းနဲ့ဆိုဘာလုပ်လို့ရလဲဆိုတော့ခုနရွေးခဲ့တဲ့ပုံထဲမှာကျွန်တော်ဒီမှာ fade တို့နော်fit ဆိုတာရှိတယ်နောက်ပြီးတော့ကျွန်တော်ဒီမှာ crop တို့နော်ဒါမျိုးရှိတယ်ပြီးတော့နောက်ပြီးတော့ကျွန်တော်ဒီမှာ tie ဆိုတာရှိတယ်နော်အဲ့ဒါတွေကိုအသုံးချပြီးကျွန်တော်ပြန်ပြင်လို့ရပါတယ်နော် okay ကျွန်တော်ဥပမာ crop ဆိုရင်ကျွန်တော်ဒီမှာအကုန်မြင်ခြင်းနဲ့ပေါ့နော်အကုန်မြင်ခြင်းနဲ့ဆိုပြီးလုပ်လို့ရတယ်ဆိုတော့ဒါမှမဟုတ်ကျွန်တော်ဒီမှာ sorry control Z နော် okay ဒီကောင်လေးကိုကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီမှာကျွန်တော်fit လုပ်လိုက်မယ်နော် fit လုပ်လိုက်မယ်ဒီပုံလေးကျွန်တော်နည်းနည်းလေးဆွဲကြည့်လိုက်မယ်နော် okay ဒါဆိုတော့မမြင်ရဘူးပေါ့နော် okay ဒီလိုမျိုးပုံအပြင်ကဒီပုံလေးနဲ့ပြင်ပြီးတော့လည်းလုပ်လိုက်လို့ရတယ်အတွင်းကဟာကိုပဲကျွန်တော်တို့ဒီအတွင်းကပုံကိုပဲကျွန်တော်တို့လိုက်ပြီးတော့အတိအကျလိုက်ပြီးကစားလို့လည်းရပါဘူးနော် okay ဒီမှာကျွန်တော်နည်းနည်းမသိမလက်ဖြစ်သွား sorry ကျွန်တော်ပြန်ပြီးတော့တစ်ချက်ပြန်လုပ်ကြည့်ပါမယ် okay ကျွန်တော်ဒီအထက်ကပုံဥပမာကျွန်တော်ဒီထဲမှာအဲ့လိုအလုံးဝအဝင်ခွင့်ညပြည့်စင်တာဒီပုံမှာကျွန်တော်နည်းနည်းလေးအပေါ်ကအဝိုင်းနဲ့ဒီဟာနဲ့တိတ်အဆင်မပြေဖြစ်နေတာပေါ့နော် okay အဲ့ဒါဆိုကျွန်တော်ဘယ်လို fit မလဲဆိုတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော် crop လုပ်လိုက်မယ် crop လုပ်ပြီးတော့ကျွန်တော်ဒီနားမှာဒီကောင်လေးကျွန်တော်လေးဆွဲပြီးတော့ကြည့်လိုက်မယ်နော် okay ဒါဆိုရသွားနော်ဒါဆိုအကုန်လုံးမြင်ရပါ okay အဲ့ဒါဆိုရင်ဒီမှာထားပါတော့ကျွန်တော်တို့ဒီ app ပုံလေးကျွန်တော်လုပ်ပါမယ်နော်ကျွန်တော်ရဲ့ဒီပုံတွေကဟို site တွေကတက်တက်လေးဖြစ်နေလို့ဒါ quality ကြည့်ရတယ်တခါတည်းကျပုံကအရန်ကြီးနေရမျိုးဖြစ်တတ်တယ်ပေါ့နော်ပုံအရန်ကြီးနေတဲ့ဟိုပုံစံတွေဖြစ်တတ်တယ်ဥပမာကျွန်တော် example လုပ်ပြပါဦးကျွန်တော်နောက်ထပ်ပုံတစ်ပုံရွေးလိုက်မယ်နော်
ကျွန်တော်ဒီမှာဒီပုံရွေးပြီးတော့ဒီကနေပြီးတော့ကျွန်တော်ပုံလေးကိုသွားမယ်ကျွန်တော်ရဲ့ဒီဓာတ်လေးတစ်ခုထည့်လိုက်နော်ဥပမာကျွန်တော်ရဲ့ဒီပုံထည့်လိုက်နော်ပုံထည့်လိုက်နော်ဟုတ်ကဲ့အဲ့ဆိုကျွန်တော်ဒီမှာ click နှိပ်လိုက်နော်အဲ့ဆိုရင်ကျွန်တော်အဆင်မပြေဘူးဆိုတော့ကျွန်တော်လူပုံကိုမြင်ချင်တာဒါမှမဟုတ်စာပဲမြင်ချင်တယ်ဆိုကျွန်တော်ဒီမှာခုနက crop လို့ပါသုံးလိုက်လို့ရတယ်စာပဲမြင်ချင်တာဖြစ်တဲ့အတွက်ဒီမျိုးပေါ့နော်ဟုတ်ကဲ့နော်ဒီမျိုးဒါမျိုးလုပ်လိုက်လို့ရတယ်နော်โอเคကျွန်တော်နည်းပြန်ပြီးထပ်ပြီးတော့စားမယ်ပေါ့နော် crop လုပ်မယ် crop ကိုပြန်ရွေးလိုက်ပြီးတော့အမျိုးပေါ့နော်ဒီလိုမျိုးကိုမြင်ချင်တဲ့ဟာပဲဒါရွေးပြီးတော့ဒါ selection ပေးလို့ရတယ်နော် crop ပြန်ရွေးပြီးတော့ဒီမှာနည်းနည်းလက်လေးနည်းနည်းပါနော်โอเคဒါမျိုးလုပ်လို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီပုံကိုကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုတော့ခုနကကျွန်တော်တို့ထည့်လိုက်တဲ့ဒီ shape အတွင်းထဲမှာပဲဝင်အောင်ပေါ့နော်ဥပမာကျွန်တော်ပြန်လုပ်ပြပါပြန်ရွေးမယ်ပြီးကျွန်တော်တို့ဒီမှာပုံထည့်လိုက်ပေါ့နော်โอเคဆိုတော့ဒီထဲမှာပဲ fit မြင်ချင်တာဆို fit မဟုတ်ဘဲနဲ့ fit ကိုရွေးလိုက်ရင်တော့ဒီမှာကျွန်တော်တို့ရဲ့ဒီ၄တောင်ကွက်နော်၄တောင်ကွက်ကိုကျွန်တော် stroke ထည့်လိုက်မယ်ကျွန်တော်ဒီကောင်းကိုအဖြူအောင်ရွေးလိုက်နော်နည်းနည်းလေးရွေးပြလိုက်ကျွန်တော်တို့ဒီ၄တောင်ကွက်ထဲမှာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီပုံကိုဒါfit လာပေါ်ရပေါ့နော်ပြောချင်တာကျွန်တော်ရဲ့ပုံက landscape ကြီးဖြစ်နေကြပုံဒီကျွန်တော်တို့အထိုင်ချထားတဲ့ပုံကကျတော့ portrait ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်အဆင်ပြေအောင်လို့ဒါမျိုးကျွန်တော်ပြန်ပြီးတော့လုပ်လို့ရတယ်နော် okay ဆိုတော့ထားပါနော်ဒါမျိုးလုပ်လို့ရတယ်ပုံကိုကျွန်တော်တို့ကဒါကဘယ်ကနေထည့်ရလဲဆိုတော့ကျွန်တော်တို့ကွန်ပျူတာတွေကနေထည့်ရနော်ဆိုတော့နောက်တစ်နည်းကကျတော့ကျွန်တော်တို့ဒီပုံတွေကိုဘယ်ကနေထည့်လို့ရတယ်လဲဆိုရင်ကျွန်တော်တို့ကဒီနော်ဒီမှာဆွဲတာကဒီ rectangle လဲဆွဲလို့ရတယ် frame လဲဆွဲလို့ရတယ်ကျွန်တော်တို့ဒါ frame ပဲသုံးတာများတယ်ကိစ္စမရှိဘူးကိုယ့်ပုံမှာမူတည်နော်ကျွန်တော်က frame ပဲသုံးโอเคအဲ့ဆိုတော့ကျွန်တော်တို့ဒီမှာပုံကိုကျွန်တော် network ကနေထည့်မယ်နော် network ကထည့်ရအရန်လွယ်တယ်ကျွန်တော်တို့ဒီကိုသွားပြီးတော့ကြည့်ကျင်တဲ့ပုံကိုပေါ့နော်ဒီမှာလိုက်ရှာလိုက်ပေါ့နော်ကျွန်တော်ဒီနားမှာဘကိုးဓာလို့ရေးထားတာပေါ့နော်ကိုးဓာဆိုပြီးရှာလိုက်โอเคဟုတ်ပါကျွန်တော်ဒီမှာကျွန်တော် CD ပုံပေါ့နော်ဒါကထိုင်းရပုံလေးကျွန်တော်မြန်မာပုံပဲထည့်ခြင်းနဲ့ဆိုတော့ဘာလို့မြန်မာပုံလေးနော်ဒီမှာထောက်ရအဲကြောင့်ဒီမှာမဟာမြတ်မှုနိဒီမှာပါရွှေတကုံဖြစ်မှာနော်ဒီပုံလေးကိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်ဒီပုံထည့်မယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ဒီနဝကပုံတွေကိုကျွန်တော်ယူသုံးမယ်ဆိုရင်မှတ်ထားရမယ့်အချက်တစ်ချက်ရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ပုံထဲမှာ quality ကောင်းကောင်းပြန်ပြီးတော့သုံးချင်တယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့အဲ့ဒီ website ထဲကိုတိတိကျကျသွားပါအဲ့ဒီ website ထဲကိုတိကျဝင်ပြီးတော့ဘာလုပ်မလဲဆိုတော့အဲ့ဒီ website ထဲမှာမှကျွန်တော်တို့နောက်ဆုံး file နဲ့တွေ့တဲ့ပုံကိုမှကျွန်တော်သွားပြီးဘာလုပ်မလဲဆိုတော့ link ယူမှာပေါ့နော်နေလို့မရ1 okay ချက်လုပ်လိုက်ပါကွာနော်ဆိုတော့ okay အဲ့တော့ဒီပုံလေးဆိုရင်ဒါပို့ပြီးတော့ကြည်နိုင်ခြင်းများတယ်ခုနကကျွန်တော်အပြင်ကနေမြင်တာထက်ဒီလိုအတွင်းဝင်ကြည့်လိုက်တာပို့ပြီးတော့ကြည်တယ် right click ထောက်ပြီးတော့ကျွန်တော်အဲ့ဒီကနေပြီးတော့ copy image ဆိုပြီးယူမယ် address မဟုတ်နော် image ပုံကို copy ကူးချင်တာဖြစ်တဲ့ copy image ကိုယူမယ်ပြီးရင်ကျွန်တော်ဒီရုပ်ပြန်လာပြီးတော့ဒီကို copy ကူးချင်တဲ့ပုံကို cursor တင်ပြီး control နဲ့ v နဲ့နှိပ်ချလိုက်ဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ်လာပေါ်ပြီပေါ့နော် okay နော်ဒါကြောင့်လာပေါ်ပြီပေါ့နော် okay ကျွန်တော်တို့ဒီပုံထဲမှာဘာလို့တမ်းပြီးမပေါ်ရလဲဆိုတော့ okay ဆိုတော့ကျွန်တော်ဒါ frame သုံးထားလို့ပေါ့နော်ပုံကကျွန်တော်တို့ပုံဒီအတွင်းကပုံထဲကျွန်တော်တို့အပြင် frame ပုံကပို့ပြီးတော့ကြီးနေလို့ပေါ့နော် okay ကျွန်တော်ဒီမှာဟို frame အသေးလေးပဲဆွဲလိုက်မယ်ပြီးရင်ဒီလောက်လေးပဲဆွဲလိုက်နော်ပြီးကျွန်တော်တို့နောက်ထပ်ပုံသွားရှာမယ်ဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်ဘုံလုံးသွားပုံရှာလိုက်မယ်နော်ခုနကတော့နော်ဒီမှာထားပါတော့ဟာလမ်းပုံရမယ်နော် okay ဆိုတော့ဒီမှာဒီပုံဆိုရင်ဒါကြည့်ရဒီမှာကျွန်တော်စမြင်ကြတဲ့ကပုံကကြည့်နေရဆိုရင်ကိစ္စမရှိဘူးပေါ့နော်မကြည့်ဘူးလို့ခံစားနေရဆိုရင်တော့ visit ထဲဝင်ပြီးတော့ကျွန်တော်ပုံသေးချသွားကြည့်ပေါ့နော်ဒီမှာတော့အဆင်ပြေနေပြီဖြစ်တဲ့အတွက်ကျွန်တော် copy image ကိုယူလိုက်မယ်ပြီးရင်ကျွန်တော်တို့ခုနက Figma လို့ပြန်သွားမယ်ပြီးတော့ဒီကမှာ control v ကိုနှိပ်ချလိုက်ဒါဆိုကျွန်တော်ပုံရတယ်နော်ဒီမှာကျတော့မြင်တဲ့အတိုင်းပဲပုံရဲ့ဟိုကကြီးနေတာကျွန်တော်တို့အထိုင်ချထားတဲ့ပုံကသေးနေပေါ့နော်ဒါဆိုကျွန်တော်ဒီကောင်လေးကိုကျွန်တော်ပြန်ပြီးတော့ဟိုဆွဲပြီးတော့ order shift နဲ့ဆွဲလိုက်ရတယ်ဒီမှာတော့သူ site တော့ပြတ်မသွားဘူးနော်အဲကျွန်တော်ကျွန်တော် K ကိုနှိပ်ပြီးတော့သွားပိုကောင်းပါနော် K နဲ့နှိပ်ပြီးတော့ကျွန်တော်ဒီလိုလေးသွားလိုက်နော် okay နော်ဒီမှာ site လေးရာတိတ်ကျွဲရဆောင်တာတိတ်မရှိတော့ဘူးနော်ဒါမျိုးလေးဖြစ်သွားမယ်နော်ဒါဆိုကျွန်တော်ပုံရတယ်ဒါကျွန်တော်ကောင်းကောင်းမွန်မွန်လေးရမယ်နော်ကျွန်တော်ပုံရတယ်ဒါကြီးကြီးလေးလေးရမယ်အကယ်၍ဒီဘေးနာဟာကြီးမမြင်ကြဘူးဆိုရင်တော့ကျွန်တော်ဒီအပေါ်လေးကိုလည်းဆွဲချက်လိုက်ပါနော်ဒါမျိုးလေးဖြစ်သွားဒါနော် frame နဲ့ပါလို့ဆွဲစေချင်တာဆိုကျွန်တော်တို့က frame နဲ့ကြောက်ဥမာအလဲကောင်တဲ့ကျင်တဲ့ပါညာဆိုကျွန်တော်တို့ကလိုက်လုပ်လို့ရတယ်ပေါ့နော်ဒီအထဲထဲကပုံနဲ့ဒီဟိုကနေကို line နည်းနည်းပြန်တဲ့လို့ရတယ်နော်
Okay ဒါတော့ကျွန်တော်တို့ဒါ network ကပုံတွေကိုထည့်တဲ့နည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကွန်ပျူတာတွေကပုံထည့်နေရတယ် network ကပုံကိုကျွန်တော်လာပြီးတော့ထည့်လဲရအောင်နော်ဆိုတော့ local ကပုံထည့်တယ်ဆိုတော့နည်းလမ်းနှစ်ခုရှိတယ်ခုနကကျွန်တော်တို့ဒီကနေရွေးပြီးတော့ထည့်တာတနည်းရှိတယ်ဒီပုံတွေကိုထောက်ပြီးတော့ကျွန်တော်တို့သွားပြီးတော့ထည့်လို့လဲရပါတော့နော် Okay ဆိုတော့ဒီမှာတော့ကျွန်တော်ဒီထဲမှာကျွန်တော်ပုံတွေဘယ်လိုထည့်လဲဆိုတော့ကျွန်တော်ဒါရှင်းပြခဲ့တာဖြစ်ပါတယ်နော်